သိန်း100ကျော်တန်ငွေဇက်ကို35သိန်းနဲ့ရောင်းချပေးမှဖြစ်လို့ဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုရင်အဆုံးထိကြည့်ဖို့တောင်းဆိုပါတယ်။တီဇက်ဘေးကောင်တာကိုပထမဦးဆုံး line and follow လုပ်တဲ့ customer ကို35သိန်းနဲ့ရောင်းချပေးမှဖြစ်ပါတယ်။မှာယူလိုပါကအောက်ပါဖုန်းနံပါတ်လေးကိုဆက်သွယ်မှာယူနိုင်ပါ။တက်မှာ function ၄မျိုးပါပါမယ်။ပထမတစ်မျိုးကတော့ပတ်စံမပြည့်လို့ရှိရင်အလံပေးတဲ့ function ပါ။တစ်မျိုးကတော့ပတ်စံခွဲတဲ့ function မှာကိုလိုချင်တဲ့အမောက်ကိုနှိပ်ပြီးတော့ခွဲထုတ်လို့ရပါမယ်90ထားလို့90မှာခွဲပြီးပြန်ခွာသွားပါတယ်နံပါတ်3 function ကတော့ free function မှာပတ်စံမပြည့်လဲသူ့ဘန်သူရှင်းပြီးပြန်ခွာသွားတဲ့ function ဖြစ်ပါတယ်ဒီ function ကကြတော့ပတ်စံပေါင်းတဲ့ function ပါတော့အမောက်ပေါင်းပြီးသွားတာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်